ီလာဂုံညောင်းရှိခိုးခြင်းဤတရားတမာရီဂုံညောင်းမြတ်နိုးခြင်းဤတရားပညာဂုံညောင်းမူသောခြင်းဤတရားသီလဂုံတမာရီကိုပညာဂုံတို့ကြောင့်အယုတေပြုခြင်းဤတရားဖြစ်တော်မူသောယရဏမြတ်သုံးပါးနတ်တို့အားအယုတေလေးမြတ်လက်စုံမိုး၍ရှိခိုးပူဇော်ကုမြော်မှန်လျော့ကြောကြသောဗနာမကုသိုလ်ကံစေရနာမြတ်စွာဘုရားဟောကြားတော်မူအပ်သောအဘိဓမ္မာပိဋကပဋ္ဌာန်းဒေသနာတော်မြတ်ကိုနာခမတာနှလုံးထားခြင်းတည်းဟူသောဓမ္မတဝနာကုသိုလ်စေရနာအဖျားပြားတို့ကြောင့်ဘေးခတိယံခတိအန္တရခတိကြောင့်ညခတိကင်းငိမ့်လွန်ပြောက်ကိုယ်တို့မကြရောက်ကြကုန်၏သာဖြစ်၍အသက်ရှိခြင်းအစင်းလာခြင်းချမ်းသာကြည်ခြင်းခွန်အားကြည်ခြင်းဘုံတို့ကိုအာနုဘောကြည်ခြင်းယောဂအန္တရာယ်သွဲသွဲရူမှကင်းဝေးခြင်းအစရှိသောကောင်းကျိုးရူတရားပေါင်းနှင့်ပြည့်စုံပြီးလျင်မဲ့ဖို့ရကြောင်းသူတော်ကောင်းတရားကျိုးစားပွားများနိုင်ကြပါစေကုန်သတည်းဆိုကြအဟံဗန္တိယမဟာမုဒ္ဒာမိတံဝတိထာနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမရဏံကိသာမိဓမ္မမရဏံကိသာမိသံဃံမရဏံကိသာမိဒုတိယမိဗုဒ္ဓံမရဏံကိသာမိဒုတိယမိဓမ္မံမရဏံကိသာမိဒုတိယမိသံဃံမရဏံကိသာမိဒါတိယမိဗုဒ္ဓံမရဏံကိသာမိဒါတိယမိဓမ္မံမရဏံကိသာမိဒါတိယမိသံဃံမရဏံကိသာမိဒီတရဏဂမနံမရိဘုံနံဘာနာတိပါဒာဝေရမဏိတိခာဗဒံသမာရိယာမိအာဒိနာဒါနာဝေရမဏိတိခာဗဒံသမာရိယာမိကာမေတုမိစ္ဆာသာရာဝေရမဏိတိခာဗဒံသမာရိယာမိမုဒ္ဒဘာဒာဝေရမဏိတိခာဗဒံသမာရိယာမိသူရာမေရယမိစ္ဆာပမဒဌာနာဝေရမဏိတိခာဗဒံသမာရိယာမိ
Di Tarani Nada Binsa Nisa Guruma Dinan Darugan Gadwa Abamadi Nadamba Dita Okay, play that Jimia, General Shilly, Nene, 2 Pivakna. Okay. Napama Luli. The chicken, the rosin, bound of Kamia. Jesus Biro, Mimido ye, handful meow, silent smoke pit, Pianle Bian, Nuno, Yeta Yaka Pare. The chicken, the rosin, bound of Kamia, Mimido ye, handful meow, silent mouse go, Pian Bian, Nuno, Panja Barecamia. The mother season, Neya, Siaro Piagie, Tirupadigo, Pajama, Pipare. Tong Donya, Conaset The Gulazan, Choye, Naton Tese, Mazda, Neseye, Sanini, Kibisaya, Tirawara, Buddha, Tanama, Putekdu, Dudia, Pamokajo, Nangano Tanga, Mahanaga, Triri, Juro, Jone, Buddha Dama, Tanga, Loga, Denji, Lotus Foundation G, Mahanaga, Oara, Stia, Pitomudo, Pitaza, Ega, Mahatama, Sotiga. Ega Maha Panida Buddha Sapi Bargu Nawama Miao, Pamo Siaro Piagie, Tirupati Jingo, Pajama Pipaye, Jedo Roshin, Siaro Piajima, the Bioroa, Tanada Pin, Pajawin Puayan, Siaro Piagia, Shauta Aparepia. Pamo Siaro Longliago, Manly Time, Ninjan Kayai, Tanda Mune. Yabejiwa, Pakmiro, Ufote, Mero, Toita Duma, Yama Goza Degre, the town near Goza Taku, To the Lila than the Selie, the Nila Nima, Mishu Dancing, Pamino Mugevare. That door the Sangani Yama, Tadana Bahu, Sardin, Wiyokebi, Tadana, Tawemiaru, Ardon Konzai, Jovan, Artudo, Mugevare. Yama Priyati Tadana Damaima, Tujon Piamazua, Samuel Miao, Pieso Omiangero, Muredin Mengon Tipica, Siarofia Inedu, Tipitaga, Tara, Sadenda, Londia Miao, Sabi Pocha, Bigabi, Priga Tombonzao, Tipitaga, Tara, Chaubati, Muto Bigabile, Pipare. Siarofia ye, Pitaga Sanya, Nazet, Lima, Johnny Mumiao. Siaro Piagie, Tevita, Tipitica, Dra, Siaro Miaga, Teti, Tulia, Shibare. Siaro Piagi, Pieso Omniangere, Buemiagaro. T. The town donya, the Seleguni, Teja Diha, Tija Sadenama, Patama, Namate, Mamiazo. Ne. The town donya, the Sangaguni, the Masaria, Jani Donjango, Zeta Nimachave, Patama, Namate, Sen, Mamiazo Pin, Omino Mugere, Twe. ရွှေတစိတ်တော်ဥဆောက်ပန်းပိုင်ရှင်ဘွဲ့တက်ကြတိဟဓမ္မစတိယဝဋ္ဌံတကဝဲ့3ယင်း1315ခုနှစ်၎င်းနှစ်ထဲမှာပဲဓမ္မစရိယ9ချမ်းကိုပါဠိဘာသာနဲ့နှစ်ချင်းပေါက်တစ်နှစ်ထဲအောင်မြင်တော်မူခဲ့တဲ့အတွက်အစိုးရစာချတမ်းသာသနာတစတိရိပရဝဓမ္မစရိယပါဠိတိရောမဏိဝဲ့ယင်းအောင်မြင်မှုမှာသာသနာသမိုင်းမှာခရကဲစစ်ရှားရှားပါပါအောင်မြင်မှုကြီးဖြစ်ပါတယ်၄လောကီစာပေဆိုင်ရာဝိဇ္ဇာဝဲ့၅1318မှ1323အထိ9နှစ်တိုင်တိုင်စထတန်ခါနာတင်စဉ်စာမှုများကောင်းမွန်စေရည်အတွက်ဩဒါနပဋ္ဌပါဒကဩဒါနတောတိယကအဖြစ်ဆောင်ရွက်သူမူခဲ့ပါတယ်6နိုင်ငံတော်အစိုးရလျှောက်ထားချက်အရတိပိဋကပါဠိဗရကျမ်းညွှန်းကြီးနဲ့ပါဠိမြန်မာအဘိဓမ္မာအောက်ဝက်လေးချမ်းတွဲကြီးကိုပါဝင်ပြုစုတော်မူခဲ့ပါတယ်တခွန်သာသနာရေးဝန်ကြီးဌာနမှဖွင့်လှစ်ပေးတဲ့ကျောင်းနိုင်ဘုံကြီးသင်တန်း
ကျောင်းနာယကအဖွဲ့ဥက္ကဋ္ဌဖြစ်ဆောင်ရွက်တော်မူခဲ့ပါတယ်ရှေ့တိပိဋကနိကာယသာသနာပြုအဖွဲ့ဥက္ကဋ္ဌကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီးရဲ့သာသနာပြုလုပ်ငန်းများကိုဆောင်ရွက်လျက်တိနိစာချနာကချုပ်ဖြစ်တိပိဋကဒရအလောင်းလျာများပြုစုပြိုးထောင်မွေးထုတ်ပေးခဲ့ပါတယ်ကိုသာသနာတော်တန်ရှင်းတည်တံ့ပြန်ပွားရေးဂိုင်ပေါင်းစုံတန်ခအဖွဲ့အစည်းကြီးစတင်ဖွဲ့စည်းရမှာအုပ်ဆောင်ဆရာတော်အဖွဲ့မှ၎င်း66ပါးဘိုလ်တန်ခဝန်ဆောင်အဖွဲ့မှ၎င်းဆောင်ရွက်တော်မူခဲ့ပါတယ်10ဝဏီဓမ္မတမှုခင်းဆိုင်ရာဥပဒေရေးဆွဲရေးမှာအတွင်မှုဆရာတော်အဖြစ်ပြည်စည်းအောင်မြင်တဲ့အထိဆောင်ရွက်ပေးခဲ့ပါတယ်17ဓမ္မနီတိမိစ္ဆာဝါဒနဲ့စံကလေးဝါဒကိုလည်းတေချာဝဏီတို့ဆရာတော်အဖြစ်ဆောင်ရွက်ပေးတော်မူခဲ့ပါတယ်12နိုင်ငံတော်တန်ခမဟာနာကအကျိုးတော်ဆောင်ချုပ်ဖြစ်တာနာတာဝန်များကိုယခုချိန်မှာထမ်းရွက်လျက်ရှိပါတယ်13ဗုဒ္ဓဓမ္မတန်ခလောကအသင်းကြီး Lotus Foundation ရဲ့မဟာနာယကဩဝါဒစရိယဆရာတော်အဖြစ်ဆောင်ရွက်ပေးတော်မူခြင်းတို့ပဲဖြစ်ပါတယ်ဆရာတော်ဘုရားကြီးရေးသားခဲ့တဲ့ကျမ်းစာအုပ်များကတော့1တိမ်တောင်သာသနာဝင်ကျမ်း2နိုင်ငံတော်အစိုးရရဲ့လျှောက်ထားချက်အရပြုစုတော်မူခဲ့တဲ့တိပိဋကပါဠိဗရကျမ်းညွန်3တိပိဋကပါဠိမြန်မာအပိဓာန်4မောက္ကလံတရာကျမ်းကြီးဖွင့်ပယောဂတိဋ္ဌိနေတယပဒုနှုတ်5မာစီဆရာတော်ဘုရားကြီးရဲ့ဝိပဿနာရှုနည်းကျမ်းကိုပါဠိဘာသာတို့ပြန်ဆိုရေးသားချက်6မန္လေးရတနာမင်းစုဖရာသမိုင်းခွန်ထေရီအပါဒနာဒီပနီပါဠိဘာသာ8တိပိဋကပါရာဇိကပု္ပ္ပာဝိသဇနာကျမ်း9တိပိဋကပါရာဇိကပု္ပ္ပာဝိသဇနာကျမ်း28နှစ်စာတိပိဋကပါစိတ်ပု္ပ္ပာဝိသဇနာကျမ်း28နှစ်စာ10တိပိဋကမဟာဝါဆူလာဝါပရိဝါပု္ပ္ပာဝိသဇနာကျမ်း11အောက်ကျမိုက်ပါဠိတော်5ကျမ်းအင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားခြင်းဗဒ္ဒန္တနာရရနှင့်ဗဒ္ဒန္တကုမာရာဘိဝန္တ12အထက်ရမိုက်ပါဠိတော်5ကျမ်းအင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားခြင်းစတဲ့သာသနာရေးရာတာဝန်များကိုမနာမနေကြိုးစားအားထုတ်တော်မူခဲ့ခြင်းတို့ဖြစ်ပါတယ်ဆရာတော်ဘုရားကြီးရရှိခဲ့တဲ့ဘွဲတစိတ်တော်များကတော့1992ခုနှစ်မှာဧကမဟာဂန္ဓဝါစကပါဏိတာဘွဲ့1999ခုနှစ်မှာဧကမဟာပဏိတာဘွဲ့ဗုဒ္ဓစာပေပါရဂူဒီလစ်ဒေါက်တာရော့လစ်ထရေချာဘွဲ့2005ခုနှစ်မှာဧကမဟာတတ္တမဇောတိကဘွဲ့2009ခုနှစ်မှာအဘိဓဇဧကမဟာတတ္တမဇောတိကဘွဲ့တို့ကိုရရှိပါတယ်ဆရာတော်ဘုရားကြီးဟာစာပေထူးချွန်ယုံသာမကပဲပရိပတ်တိကျင့်ဉာဏ်ရမှာလဲတရားပြဆရာတို့ရဲ့ကျင့်တတ်မှုကိုခံယူရရှိတော်မူပါတယ်ထူးသဖြင့်ကဏီမြေစင်းတောအနီးနဲ့ဝိပဿနာတရားရှုမှတ်ခဲ့ပြီး၎င်းကမ္မထာနီထိရောက်ပုံကိုစာပေဖြင့်၎င်းဟောပြောမှုဖြင့်၎င်းဖြန့်ဝေတော်မူခဲ့ပါတယ်အခမ်းအနားစီစဉ်3ရဆရာတော်ဘုရားကြီးမှပဋ္ဌာန်းဒေသနာတော်အပိုင်း1ကိုစတင်ဟောကြားမှာဖြစ်ပါတယ်ခင်ဗျာဘုံဘုံပဋ္ဌာန်းအပိုင်း1အပိုင်း2အပိုင်း3အပိုင်း4လို့4ပိုင်းခွဲပြီးတော့ဟောကြားပါမယ်ဒီနေ့အပိုင်း1အပိုင်း2နှစ်ပိုင်းဟောပါမယ်အပိုင်း1မှာဟေတုအာရမဏဓိပတိအနန္တရာသမနန္တရာအချိန်ရရင်လည်းသဟဇာတာလို့6ပစ္စည်းဟောဖို့ရည်ရွယ်ထားပါတယ်တပစ္စည်းမှာဘုံဘုံတို့အင်္ဂုတ္တပါဠိတော်လာတဲ့သောတာနုဂတသုတ်တံအရာပရိသတ်တွေကတိနာမအနေနဲ့နားနဲ့အရင်ထောင်ရပါမယ်ဘုံဘုံကရွတ်ဖတ်ပူဇော်မယ်ပရိသတ်တွေကနားနဲ့ထောင်ပါဒါတိနာမနိနာမအနေနဲ့ပရိသတ်အားလုံးက
ဝေးထားတဲ့ပဋ္ဌာန်းစာအုပ်လေးကြည့်ပြီးတော့မိမိတို့ရဲ့ပါးစပ်နဲ့ရွတ်ဖတ်ရပါနှစ်နာမှာမိမိပါးစပ်နဲ့ရွတ်သုံးနာမှာအနေနဲ့ဘုံဘုံကအတိတ်ပဲပြောပြပါမယ်ဟေတုပစ္စည်းရဲ့အတိတ်ပဲအာရမဏပစ္စည်းရဲ့အတိတ်ပဲစသည်ဖြင့်အဲ့ဒါကစိတ်အလုပ်သုံးနာမှာအဆင့်ဖြစ်ပါတယ်လေးနာမကအဲ့ဒီမဲ့ပါတဲ့ယုတ်တရားနံတရားတို့ရဲ့ဖြစ်မှုပြတ်မှုကိုရှုတဲ့ဝိပဿနာဉာဏ်ဆိုင်အောင်ဘုံဘုံကဟောပါအဲ့တော့တပစ္စည်းတပစ္စည်းမှာ၄စဉ်ဒီဟောတော်ပါမယ်နော်ပြစ်နာမှာပါတယ်တော့နားထောင်ရမယ်နော်ဘုံဘုံရွတ်ဖတ်ပြတာကိုနားထောင်ပါနှစ်နာမှာဝိပရိတ္တတွေကဘာပြုတော့ကိုယ်ဝိဇ္ဇာနဲ့ကိုရွတ်ဖတ်ရမှာနော်ပြီးတော့သုံးနာမှာဒီပစ္စည်းရဲ့အဓိပ္ပာယ်ကိုစိတ်နဲ့သိမှတ်အောင်သိမှတ်ရပါအဓိပ္ပာယ်ပြောပြတာလေးနာမှာကြတော့ဒီမဲ့ပါတဲ့ယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြည့်မှုကိုရှုမှတ်ရပါဝိပဿနာဉာဏ်ပေါ်အောင်လို့နော်အဲ့ဒါလို့အဆင့်၄ဆင့်ရှုမှတ်သွားရင်ဒီပုဂ္ဂိုလ်ဟာသုလသောတာပန်ဖြစ်ပါတယ်သုလသောတာပန်ဖြစ်ရင်အပေတကားပိတ်ပြီးတော့လူဘုံနတ်ဘုံဓမ္မဘုံဆိုတဲ့ကောင်းမြတ်တဲ့ဘုံဘဝတွေရောက်နိဗ္ဗာန်ကိုမျက်မှောက်ပြုပါမယ်နော်အဲ့ဒါကြောင့်ဘုံဘုံကအဆင့်ဘယ်နှဆင့်ဟောသွားမှာတော့၄ဆင့်မှာနော်တပစ္စည်းမဲ့အဆင့်၄ဆင့်ဒီဟောတော်ပါဒီစာအုပ်လေးကြည့်ရင်စာမျက်နှာနံပါတ်1တွေ့လားစာမျက်နှာနံပါတ်1ကြည့်ပါပဋ္ဌာန်းပါဠိတော်နမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာပစ္စယုတ်ဒေတာပါဠိတွေ့လားဘုံဘုံကပစ္စယုတ်ဒေတာပါဠိလေးရွတ်ဖတ်ပြပါမယ်ပရိသတ်တွေကမျက်စိနဲ့ကြည့်ပြီးတော့နားနဲ့ထောင်ထားပါနော်နားရဲ့လုပ်ငန်းပေါ့ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရာပစ္စယောသမနန္တရာပစ္စယောသာဇာတပစ္စယောအညမညာပစ္စယောနေတယပစ္စယောဥပါနေတယပစ္စယောပုရိဇာတပစ္စယောပစ္ဆာဇာတပစ္စယောအာတိဝနာပစ္စယောကာမပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောဣန္ဒရိယပစ္စယောဇာနာပစ္စယောမေဃပစ္စယောသံယုဒ္ဓပစ္စယောဝိပယုဒ္ဓပစ္စယောအဋ္ဌိပစ္စယောနာဋ္ဌိပစ္စယောဝိကတပစ္စယောအဝိကတပစ္စယောတိကဲအလုံးသောပြိတ္တတွေကစာအုပ်ကြည့်ပြီးတော့ဖတ်လိုက်ပါဦးအလွတ်ရတဲ့ပုဂ္ဂိုလ်ကလည်းအလွတ်ဆိုရင်ဆိုနိုင်ပါတယ်ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရာပစ္စယောနမနန္တရာပစ္စယောသာဇာတပစ္စယောအညမညာပစ္စယောနေတယပစ္စယောဥပါနေတယပစ္စယောပုရိဇာတပစ္စယောပစ္ဆာဇာတပစ္စယောအာတိဝနာပစ္စယောကာမပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောဣန္ဒရိယပစ္စယောဇာနာပစ္စယောမေဃပစ္စယောသံယုဒ္ဓပစ္စယောဝိပယုဒ္ဓပစ္စယောအဋ္ဌိပစ္စယောနာဋ္ဌိပစ္စယောဝိကတပစ္စယောအဝိကတပစ္စယောတိဒါပဋ္ဌာန်း24ပစ္စည်းလို့ခေါ်ရတယ်ဘယ်နှပစ္စည်းရှိတော့24ပါတော့အကြောင်းတရားပေါ့ပဋ္ဌာန်းဆိုတာပရဲ့ဌာနရဲ့
ပါဠိကတော့တဌာနလူရင်းအကြောင်းရင်းပကပဓာနလူရင်းဖြစ်သောဌာနကအကြောင်းလူရင်းဖြစ်တဲ့အကြောင်းတရားလူရင်းဖြစ်တဲ့အကြောင်းတရား24ပါးအဲ့ဒါကိုပဋ္ဌာနကိုနားငယ်လေးကိုတတ်လိုက်တာပေါ့ပါဠိကတော့ပဋ္ဌာနဗမာလူကြတော့နားငယ်ပေါ်မှာအတက်ကလေးထည့်ပြီးတော့ဝိဇ္ဇာဘောထည့်လိုက်တော့ဘယ်လိုဖြစ်သွားတော့ပဋ္ဌာန်းလို့ဒီလိုဖြစ်တာနော်ပဋ္ဌာန်းတကယ်ကတော့ပဋ္ဌာနာပေါ့ပဋ္ဌာနာဗမာလူဆိုလို့ရှိရင်တော့ပြဋ္ဌာန်းသောလူရင်းဖြစ်သောအကြောင်းတရား24ပါးရှိတယ်ပေါ့အကြောင်းတရားဘယ်လောက်ရှိတယ်တော့အကြောင်းတရား24ပါးဒီလိုရှိအဲ့ဒါမြတ်စွာဘုရားကသောတာနုကတသုတ်တံကြတော့4ဆင့်ရှင်းပြီးတော့တရားသဘောတွေကိုနားလည်အောင်လုပ်ရမယ်အခု2ဆင့်ပြီးသွားပြီပေါ့ဆရာတော်ဖတ်လိုက်တာက1ဆင့်ပရိသတ်ကြီးကနားနဲ့ထောင်လိုက်တာနောက်ကိုယ်ပါးစပ်နဲ့ကိုယ်ရွတ်ဖတ်လိုက်တာကဒုတိယအဆင့်2ဆင့်ပြီးသွားပြီနော်တတိယအဆင့်ကအကြောင်းအကျိုးကွဲအောင်စိတ်နဲ့ဆင်ញင်ရမယ်တဲ့မနတာနုပိခိတမနတာစိတ်ဖြင့်အနုပိခိတအဖမ်းမှန်ရှုမှတ်ဆင်ញင်ရမယ်တဲ့အဲ့တော့ဘယ်လိုဆင်ញင်ရမလဲဆိုတော့မြတ်စွာဘုရားကဒါအကျဉ်းဟောပြီးတော့အကျယ်လေးတခါဟောတာကိုကျယ်လေးကြသာမျက်နှာနာမ2ရောက်သွားပြီဟိုဘက်မှာကြည့်လိုက်ပါဦးဟေတုပစ္စယောတိဒါလေးတီးလိုက်တာပေါ့စာပါကလေးခုနကတော့24ပစ္စည်းထုတ်ပြပြီးတော့အဲ့ဒီ24ပစ္စည်းတွေကဟေတုပစ္စည်းကိုအကျယ်လေးအဓိပ္ပာယ်ပြောမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့မြတ်စွာဘုရားကဟေတုပစ္စယောတိဟေတုသံယုတ်တကနံဓမ္မာနံဓမ္မမုဋ္ဌာနာနိသရူပါနံဟေတုပစ္စေနာပစ္စယောဒါလေးအကျယ်ဒီမဲ့တဝက်ကြရှိတော့ကတ္တာတံပရံကရိုင်းလို့သူတို့ဒရာနိယကတ္တာဆိုတာအင်္ဂလိပ်လိုကြ subject ပေါ့နော်တံပရံဆိုတော့ dative case အဲ့ဒီဟေတုအဲ့ဒါကတ္တာပေါ့ဟိတ်6ပါးပစ္စည်းတရားတို့သည်သူကသီလို့ပေါ့တရားဟိတ်6ပါးပစ္စည်းတရားတို့သည်ဟေတုသံယုတ်တကနံဓမ္မာနံဟိနှင်းရှင်ကုန်သောစိတ်စေတသိက်တရားတို့အား၎င်းတံသမုဋ္ဌာနာနိသရူပါနံထိုဟိတ်ကြောင့်ဖြစ်ကုန်သောစေတသာယုတ်တို့အား၎င်းရာကတမ္ပရံနှစ်ခုကတ္တာပဖြင့်ပစ္စည်းတရားကိုပြတယ်တမ္ပရံပဖြင့်ပစ္စယုပ္ပံတရားကိုပြတယ်ကတ္တာပဖြင့်အကြောင်းတရားကိုပြတယ်တမ္ပရံပဖြင့်အကျိုးတရားကိုပြတယ်ဟေတုအယဟိတ်6ပါးကအကြောင်းတရားဟေတုသံယုတ်တကနံဓမ္မာနံရှင်ပဲဖြစ်တဲ့စိတ်စေတသိက်နံတရားတံသမုဋ္ဌာနာနိသရူပါနံထိုစိတ်စေတသိက်ကြောင့်ဟိတ်6ပါးကြောင့်ဖြစ်ပေါ်လာတဲ့စိတ်တရားယုတ်တရားစိတ်အဲ့တော့ပစ္စည်းတရားအကြောင်းတရားကဟိတ်6ပါးပစ္စယုပ္ပံတရားအကျိုးတရားကဟိတ်နဲ့ရှင်တဲ့ဟိတ်စိတ်စေတသိက်စိတ်တရားယုတ်တို့ကပစ္စယုပ္ပံတရားဟေတုပစ္စယေနာဟေတုပစ္စယတတ္တိဖြင့်ဒါကကရိုင်းလို့ခေါ်တယ်နော်ကတ္တာတံပရံကရိုင်း24ပစ္စည်းလုံးအဲ့လိုကတ္တာတံပရံကရိုင်းကတ္တာတံပရံကရိုင်းလို့ဘုရားဟောပါလိမ့်မယ်ဟေတုပစ္စယေနာဟေတုပစ္စယတတ္တိဖြင့်ဝါအမြင့်ဟူသောပစ္စယတတ္တိဖြင့်သစ်ပင်များအမြင့်ရှိသလို
စိတ်စေတသိက်တွေကလည်းအမြင့်ရှိတာအမြင့်တစ်ချောင်းရှိတဲ့စိတ်အမြင့်နှစ်ချောင်းရှိတဲ့စိတ်အမြင့်သုံးချောင်းရှိတဲ့စိတ်ဥပမာအားဖြင့်မောမူတွေဆိုရင်မောဟတိဟုသောအမြင့်တစ်ချောင်းနဲ့ရှိအဲ့ဒါကိုဧကဟေတုကဧကဆိုတာတစ်ဟေတုဆိုတာကအမြင့်ယခုသောအမြင့်ရှိတဲ့စိတ်လောဘမှုစိတ်ကြတော့လောဘမောဟအမြင့်နှစ်ချောင်းရှိဒေါသမှုစိတ်ကြတော့ဒေါသမောဟအမြင့်နှစ်ချောင်းရှိအဲ့ဒါလိုအမြင့်နှစ်ချောင်းရှိတဲ့အတွက်ဒီ10ပါးသောစိတ်ကိုတော့ဒွိဟေတုကစိတ်ဒွိဆိုတာနှစ်ပေါ့ဟေတုဆိုတာအမြင့်နှစ်ချောင်းရှိတဲ့စိတ်အမြင့်နှစ်ချောင်းရှိတဲ့စိတ်အဲ့ဒီမဲ့လောဘနဲ့မောဟကပစ္စည်းလောဘမှုစိတ်နဲ့စေတသိက်ကပစ္စယုတ်ပံစေတစာယုတ်ကလည်းပစ္စယုတ်ပံဒေါသမှုစိတ်ဆိုရင်လည်းဒေါသနဲ့မောဟကဟေတုပစ္စည်းဉာဏ်နဲ့စိတ်စေတသိက်စေတစာယုတ်ကပစ္စယုတ်ပံမဟာကုသိုလ်စိတ်အခုလိုတရားတွေပဋ္ဌာန်းတရားတွေနားနေတယ်ပဋ္ဌာန်းတရားတွေနားပြီးတော့ကိုယ်တိုင်လည်းရွတ်ဖတ်တရဆဲနေတဲ့အခါကျတော့မဟာကုသိုလ်စိတ်တွေဖြစ်မဟာကုသိုလ်စိတ်တွေဖြစ်တဲ့အခါညာနာတံပြုတ်ညာနဲ့ရှင်းပြီးတော့နားထောင်တဲ့ရွတ်ဖတ်တရဆဲတဲ့ဆိုရင်တော့တိဟေတုကအလောဘအဒေါသအမောဟဆိုတဲ့ဟိတ်သုံးပါးရှိလို့ तू ကအမြင့်သုံးချောင်းရှိတဲ့စိတ်သစ်ပင်နေလို့ပေါ့သစ်ပင်နေမှာတချို့သစ်ပင်ကအမြင့်တစ်ချောင်းနဲ့ရှိတချို့သစ်ပင်ကအမြင့်နှစ်ချောင်းရှိတချို့သစ်ပင်ကအမြင့်သုံးချောင်းရှိအဲ့ဒီမှာကုသိုလ်ညာနာတံပြုတ်စိတ်ညာကြတော့အလောဘအဒေါသအမောဟဆိုတဲ့အမြင့်သုံးချောင်းရှိလို့သူကြတော့တိဟေတုကစိတ်လို့ခေါ်တယ်ညာနာဝိပယုဇ္ဇစိတ်ကြတော့အမောဟဟိတ်အမောဟအမြင့်မပါဘူးအဲ့ဒါကြောင့်အလောဘအဒေါသအမြင့်နှစ်ချောင်းပါလို့သူကြဒုဟေတုကစိတ်အဲ့ဒီမှာပါတဲ့အကုသိုလ်ဆိုရင်လောဘဒေါသမောဟဟိတ်သုံးပါးတို့ကဟေတုပစ္စည်းဟေတုအမြင့်ကုသိုလ်ရတဲ့အခါကျအလောဘအဒေါသအမောဟဒီတရားသုံးပါးကဟေတုပစ္စည်းဉာဏ်နဲ့စိတ်စေတစာယုတ်ကပစ္စယုတ်ပံအကြောင်းကြောင့်အကျိုးပစ္စည်းနဲ့အကြောင်းနဲ့ပစ္စယုတ်ပံနဲ့အကျိုးနဲ့အတူတူပဲပေါ့အတူတူပဲဒါတော့ဘုံဘုံဖတ်ပြပါမယ်ကြည်ထားပါဦးဟေတုပစ္စယောတိဟေတုတံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပနံဟေတုပစ္စယေနပစ္စယောကဲအားလုံးဖတ်လိုက်စမ်းပါဦးဟေတုပစ္စယောတိဟေတုတံသမုဋ္ဌာနာနိစ္စရူပနံဟေတုပစ္စယေနပစ္စယောတစ်ခေါက်ဖတ်လိုက်ပါဦးဟေတုပစ္စယောတိဟေတုသံယုတ်တကနံဓမ္မာနံယံသမုဋ္ဌာနာနိစ္စရူပနံဟေတုပစ္စယေနပစ္စယောအဲ့ဒီမှာအကြောင်းအကျိုးမယ်ဟေတုဆိုတဲ့ဟိတ်6ပါးကအကြောင်းတရားပစ္စည်းတရားလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်အကုသိုလ်ဟိတ်အကုသိုလ်အမြင့်3ကြောင်းအလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်ကုသိုလ်အမြင့်အဗျာကတအမြင့်3ကြောင်းကုသိုလ်ဟိတ်နဲ့အဗျာကတဟိတ်ကတော့တူးနေလို့ဟိတ်9ပါးလို့မဆိုတော့ဘူးဟိတ်6ပါးနော်အဲ့ဒါကအကြောင်းတရားနံတရားဟေတုသံယုတ်တကနံဓမ္မာနံကအကျိုးတရားနံတရားတံသမုဋ္ဌာနာနိစ္စရူပနံကအကျိုးတရားယုတ်တရားအဲ့တော့နံတရားကဟိတ်6ပါးနံတရားကပစ္စည်းသူနဲ့ရှင်မဲ့သာဟိစိတ်စေတသိက်စေတသာယုတ်ကပစ္စယုတ်ပံယုံနာကပစ္စယုတ်ပံအဲ့တော့ပစ္စည်းတရားအကြောင်းတရားက
နန္တရားအကျိုးတရားကယုံနံနဲ့အကျိုးတရားကနန္တရားနဲ့သာဟိစိတ်နန္တရားနဲ့စိတ်ဒဇယုတ်ပစ္စယုပ္ပံတရားအဲ့ဒါလို့အကြောင်းအကျိုးပစ္စည်းပစ္စယုပ္ပံကွဲလို့ရှိရင်ဒါတတ္တယအစဉ်လို့ခေါ်ပါတယ်နော်ဟေတုဆိုတာကဟိတ်6ပါးကပစ္စည်းတရားဆိုသားမှာဟေတုဟေတုသံဃုတကနံဓမ္မာနံဟိတ်နဲ့ရှင်ပဲသာဟိစိတ်စေတသိက်တို့ကပစ္စယုပ္ပံတရားတံသမုဋ္ဌာနာနိသရူပနံစိတ်ဒဇယုတ်ပဋိသန္ဓေကမ္မဇယုတ်တို့ကပစ္စယုပ္ပံတရားဟိတ်6ပါးကအကြောင်းတရားပစ္စည်းတရားဟေတုသံဃုတကနံဓမ္မာနံတံသမုဋ္ဌာနာနိသရူပနံတရားတို့ကနန္တရားယုတ်တရားနန္တရားကပြီးမဲ့သူအဟိတ်စိတ်တော့မပါဘူးပေါ့သူကဟေတုပစ္စည်းဆိုတာဟိတ်နဲ့ရှင်မှဟေတုပစ္စည်းတတ်လာဟုတ်အဲ့တော့အဟိတ်စိတ်18ခုကြတော့ဟိတ်မရှင်တဲ့အတွေ့ဟေတုပစ္စည်းတွေမပါဘူးဒီထဲမှာအလွတ်ဖြစ်ကဲတစ်ခေါက်တော့ပြန်ဖတ်လိုက်ပါဦးဟေတုပစ္စယောတိဟေတုသံဃုတကနံဓမ္မာနံတံသမုဋ္ဌာနာနိသရူပနံဟေတုပစ္စယေနာပစ္စယောဒါတတ္တယအဆင့်ပြီးပြီနော်ဟေတုကအကြောင်းတရားပစ္စည်းတရားဟိတ်6ပါးဟေတုသံဃုတကနံဓမ္မာနံတံသမုဋ္ဌာနာနိသရူပနံကအကျိုးတရားပစ္စယုပ္ပံတရားပစ္စယုပ္ပံယုံနံတရားဟေတုပစ္စယေနာကတော့ဟေတုတတ္တိအမြင့်ဆိုတဲ့တတ္တိဖြင့်ကျေစုပြုတယ်သစ်ပင်နေမဲ့အမြင့်ကတွဲထားပြီးတော့ရေတွေပို့တယ်မြေစီမြေဩဇာတွေပို့ပြီးတော့ကျေစုပြုတယ်လို့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်ဟိတ်တွေကအကုသိုလ်စိတ်တွေဖြစ်အောင်ကျေစုပြုအကုသိုလ်စိတ်ဒဇယုတ်တွေဖြစ်အောင်ကျေစုပြုအလောဘအဒေါသအမောဟဆိုတဲ့တရားတွေကတော့ကုသိုလ်ဟိတ်ဗျာဂတဟိတ်တွေကတော့ကုသိုလ်တရားဖြစ်အောင်ဗျာဂတတရားဖြစ်အောင်ကျေစုပြုဒါပစ္စည်းပစ္စယုပ္ပံအကြောင်းအကျိုးတတ္တယအဆင့်ခေါ်တယ်စတုထအစဉ်ကြတော့ဖြစ်ပြက်မြင်အောင်ရှုရဖြစ်ပြက်မြင်အောင်ဆိုတာဥပမာအပြင်လောဘဆိုရင်လည်းပဲလောဘမှုစိတ်တွေဖြစ်လိုက်တဲ့အခါသူများပစ္စည်းတွေလိုချင်လို့ခိုးကြတယ်ဟွက်ကြတယ်ဓမြတိုက်ကြတယ်အဲ့လိုလို့ရှိရင်ခိုးတဲ့ဟွက်တဲ့ဓမြတိုက်တဲ့အခါသူများသားများပြင်းမာတဲ့အခါလောဘမှုစိတ်မောမှုစိတ်တွေကဖြစ်ပြဲပြီးတော့လာသူခဏလောက်ရှိတဲ့အခါကျတော့အဲ့ဒီလောဘမှုစိတ်ထဲမှာပါတဲ့လောဘမောဟဟိတ်နှစ်ပါးပေါ့အကုသိုလ်ဟိတ်နှစ်ပါးကဟေတုပစ္စယတတ္တိနဲ့ကျေစုပြုပြီးတော့ချုပ်ပြောက်သွားထို့တူပဲဒေါသမောဟဒေါသမှုစိတ်ဖြစ်တဲ့အခါသူများအသက်ဒီတတ်ကြဖြတ်ကြသူများအသက်ဒီတတ်တရားနဲ့တရားရန်ဖြစ်ဓာနဲ့ခုတ်ဒုံနဲ့ရိုက်တနတ်ဒီနဲ့ပြေးအမျိုးမျိုးတပီနဲ့တပီစစ်ဖြစ်ကြဒါတွေဟာဒေါသမှုစိတ်ဒေါသနဲ့မောဟကနေပြီးတော့ဟေတုပစ္စယတတ္တိနဲ့ကျေစုပြုပြီးတော့ဖြစ်ပြက်သွားတာကအနိစ္စဖြစ်ပြက်သွားတာကိုဘယ်လိုခေါ်တော့အနိစ္စအဲ့လိုဖြစ်ပြီးတော့ဖြစ်ပြီးတော့ပြက်ခဏခဏဖြစ်ပြက်နေရလို့ဒုက္ခဟုတ်ကလားပြီးတော့ကြတော့ကိုယ်အလိုလိုက်ကြလားဒီတရားတွေကကိုယ်အလိုလိုက်တာမဟုတ်ဘူးအကြောင်းအားလျော်စွာဖြစ်ပြက်မဖြစ်မပြက်ပါနဲ့လို့တားလို့စီးလို့မရတော့ကိုယ်အလိုမလိုက်လို့အနတ္တအနိစ္စဒုက္ခအနတ္တလို့ရှုရင်အဲ့ဒါစတုထအစဉ်လို့ခေါ်တယ်ဘယ်အစဉ်ရောက်တော့အဲ့ဒီစတုထအစဉ်ရောက်အောင်
ကြိုးစားပြီးတော့လေ့ကျင့်ရစတုထအဆင့်ရောက်ရင် तू ကနိဗ္ဗာန်သွားပြီ तू ကနိဗ္ဗာန်ပဲသွားတဲ့တရား तू ကဝိပဿနာတရားဆိုတာဘယ်သွားတာတော့နိဗ္ဗာန်သွားတဲ့တရားနိဗ္ဗာန်သွားတဲ့တရားဘုံဘုံကရောက်အောင်တင်းပေးပြီးတော့တွန့်လွှတ်လိုက်မှာပဲကိုယ့်ဟာကိုယ်ဟိုကသွားကြပြီတော့ဟုတ်ကလားဘုံဘုံကကြီးအကုန်လုံးတယောက်ကိုတယောက်နိဗ္ဗာန်ရောက်အောင်တွန့်ပို့လို့ဖြစ်ပါမလားမဖြစ်ဘူးကိုယ့်ဟာကိုယ်အားထုတ်ကြရမှာနော်ဘုံဘုံကတော့တတ်နိုင်တာဘယ်လောက်တတ်နိုင်မလို့နိဗ္ဗာန်ရောက်တဲ့လမ်းပေါ်ကိုရောက်ပါအောင်တင်းပေးလိုက်ပါဟုတ်ကလားရောက်အောင်တော့ကိုယ့်ဟာကိုယ်သွားတော့အားထုတ်တော့နော်ခုဟေတုပစ္စည်းမယ်၄ခုပြီးပါပြီဟေတုပစ္စည်းပထမအဆင့်ကဘုံဘုံကရွတ်ပြတယ်ပထမအဆင့်ဒုတိယအဆင့်ကပရိသတ်ကြီးကိုယ်ပါးစပ်နဲ့ကိုရွတ်တယ်ဒုတိယအဆင့်တတိယအဆင့်ကပစ္စည်းပစ္စုပန်အကြောင်းအကျိုးဖော်ပြပြီးပြီဟိတ်6ပါးကပစ္စည်းသူနဲ့ရှင်းမဲ့စိတ်စေတသိက်စိတ်စားယုတ်ပဋိသန္ဓေကာမစာယုတ်တွေကပစ္စယုတ်ပံအကြောင်းအကျိုးပစ္စည်းပစ္စယုတ်ပံဒါကတတိယအဆင့်အဲ့ဒီအကြောင်းအကျိုးတရားတွေယုံနာတရားတွေကခဏလေးအတွင်းဖြစ်ပြတယ်အနိစ္စလို့အဲ့လိုရှုရင်ဝိပဿနာဖြစ်ပါတယ်ဝိပဿနာဉာဏ်ဖြစ်အဲ့ဒီဝိပဿနာဉာဏ်ဖြစ်လိုက်ရင် तू ကနိဗ္ဗာန်ပဲရွေ့သွားပြီ तू ကဟုတ်ကလားနိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်ဒီဖြစ်ပျက်ကိုမြင်အောင်ဖြစ်ပျက်ထီအောင်ဝိပဿနာဉာဏ်ဖြစ်အောင်ရှုပါသဘောပေါက်ပလားအေးသဘောပေါက်အောင်ဘုံဘုံကပြီးပြီဆိုရင်မသဘောမပေါက်လို့သဘောမကျတာလေးရှိနေဘုံဘုံပြန်မေးနိုင်ပါတယ်နော်ဒါတော့သဘောမကျဘူးဖျားဟုတ်မဲ့မထင်ပါဘူးဖျားပြောနိုင်ပါတယ်နော်အေးနောက်ဒုတိယပစ္စည်းကဘာပစ္စည်းတဲ့တော့အာရမဏပစ္စယောအာရမဏကိုအာယုံလို့ဗမာရီကပြန်ညအာရမဏကိုနောက်ဆုံးအာရမဏဆိုတဲ့ပုံလေးနာကြီးနဲ့တတ်လိုက်ရင်ဘယ်လိုအတန်ထွက်မလို့အာရမန်လို့ထွက်မှာဟုတ်လားအာရမန်အာရမန်လို့မထွက်ဘူးဘယ်လိုထွက်တော့အာယုံလို့ရှေးဆရာတော်ကြီးတွေကဒီတိုင်းအာယုံလို့ပြောလို့ဒီဆရာတော်တို့လည်းအာယုံပဲထားလိုက်ကြပါဆိုနော်တကယ်ကတော့အာရမန်လို့ဒီလိုထွက်ရမှာပေါ့နားငယ်နဲ့နောက်ဆုံးစလုံးကတတ်တာဟုတ်နောက်ဆုံးစလုံးကအတတ်ဖြစ်လိုက်တာအဲ့ဒီအာယုံက6ပါးရူပါယုံတတ္တာယုံခန္ဓာယုံရတယုံဖုထဘာယုံဓမ္မာယုံအာယုံဘယ်နှပါးတော့6ပါးဆိုလိုက်စမ်းမရူပါယုံတတ္တာယုံခန္ဓာယုံရတယုံဖုထဘာယုံဓမ္မာယုံအေးဗမာလို့ဆိုရင်တော့ရူပါယုံဆိုတာအစင်းပေါ့တတ္တာယုံဆိုတာအတန်ခန္ဓာယုံဆိုတာအနတ်ရတယုံဆိုတာအရသာအချိုညံအချိုအချင်းအစအငါအဖန်အခါရတာ6ပါးအဲ့ဒါကိုရတယုံအတွေ့အထိကဖုထဘာယုံသဘောတရားကဓမ္မာယုံဟုတ်လားပြန်ဆိုလိုက်သမ်းပါအောင်အစင်းအတန်အနတ်အရသာအတွေ့အထိသဘောတရားဆိုလိုက်ပါဦးအစင်းအတန်အနံအရသာအတွေ့အထိသဘောတရားပါဠိလိုပါဠိပြက်ကလေးဆိုလိုက်ပါဦးရူပါယုံတတ္တာယုံခန္ဓာယုံရတာယုံဖုဒ္ဓဘာယုံဓမ္မာယုံအေးအာယုံ6ပါးအဲ့ဒီအာယုံ6ပါးကနေပြီးတော့အာရမဏိကစိတ်စေတသိက်တွေဖြစ်အောင်ကျေစုပြုရူမာယတနံသက္ခုဝိညာဏဓာတုယဓမ္မမယုတကာနိသဓမ္မာနံအာရမဏပစ္စေနာပစ္စယောရူမာယတနံရူမာယုံဤဝါအစင်းသည်အဖြူအနီးအကြောင်းအကြားစတဲ့အဲ့ဒီဥစ္စာကိုရူမာယတနာခေါ်အဲ့ဒီရူမာယတနာအစင်းတတ်သည်သက္ခုဝိညာဏဓာတုယသက္ခုဝိညာဉ်စိတ်အား၎င်းတံ
တံမြုတကနိသဓမ္မနံထိုနှင့်ရှင်သောစေတသိက်တရားတို့အား၎င်းအာရမဏပစ္စယေနအာယုဟုသောပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေသူပြုတတ်၏ရူမာယုံဆိုတဲ့အစင်းကမြင်စိတ်နဲ့မြင်စိတ်သူနဲ့ရှင်တဲ့စေတသိက်တို့အားမြင်စိတ်ကကောင်းတာမြင်တော့ကုသလဝိဘက်စက္ခုဝိညာဉ်မကောင်းတာမြင်တော့အကုသလဝိဘက်စက္ခုဝိညာဉ်အဲ့ဒီစက္ခုဝိညာဉ်စိတ်အားတံတံမြုတကနိသဓမ္မနံဆိုတာကတော့အဲ့ဒီစက္ခုဝိညာဉ်မှာရှင်တဲ့စေတသိက်9ပါးရှိသဗ္ဗစိတ်တသာဓာရဏစေတသိက်လို့ခေါ်တယ်အဲ့ဒီစေတသိက်အားအာရမဏတတ္တိဖြင့်အာယုံဆိုတဲ့တတ္တိဖြင့်ကျေစုပြုတတ်တယ်အစင်းတွေကမြင်စိတ်အားကျေစုပြုတတ်တယ်အစင်းရှိလို့မြင်စိတ်ပေါ်တာဘာရှိလို့ဘာပေါ်တာတော့မြင်စိတ်ဆိုတာအစင်းကြောင့်အစင်းကနေပြီးတော့အာရမဏတတ္တိနဲ့ကျေစုပြုလိုက်လို့ပေါ်လာတာဓာတ်တဘာဝအရာနော်ဓာတ်တဘာဝအရာရူမာယုံဆိုတဲ့အစင်းကအာရမဏပစ္စည်းမြင်စိတ်စေတသိက်တို့ကအာရမဏပစ္စယုပံထို့အတူပဲတတ္ထာယတနံနဝကြတတ္ထာယတနံသောတာဝိညာဏဓာတုယာတံတံမြုတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောတတ္ထာယတနံတတ္ထာယုံဤဝါအမျိုးမျိုးသောအတန်ဆိုတဲ့တရားသဘောသည်သောတာဝိညာဏဓာတုယာကြားစိတ်တရားအား၎င်းကြားတဲ့စိတ်တံတမယုတကနိသဓမ္မနံထိုနှင့်ရှင်တဲ့စေတသိက်9ပါးတို့အား၎င်းအာရမဏပစ္စယေနအာယုံဟုသောပစ္စယတတ္တိဖြင့်ပစ္စယောကျေစုပြုတတ်၏အတန်အမျိုးမျိုးကကြားစိတ်ကကျေစုပြုတယ်အတန်အမျိုးမျိုးကဘုရားကျေစုပြုတော့ကြားစိတ်ကကျေစုပြုတယ်အတန်အမျိုးမျိုးကပစ္စည်းအကြောင်းတရားကြားစိတ်ကပစ္စယုပ္ပံအကျိုးတရားအဲ့ဒီခုဖုံဖုံပြောနေတဲ့ဥစ္စာကတတ္တယအဆင့်ပြောနေတာနော်ကိုပဇာနဲ့ကိုပြီးတော့ကြရွတ်ပြီးတော့တတ္တယအဆင့်ကပစ္စည်းပစ္စုပန်အကြောင်းအကျိုးခွဲပြအဲ့ဒါဆိုရင်တတ္တယအဆင့်ခန္ဓာယတနံကာနဝိညာဏဓာတုယာတံတံယုတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောခန္ဓာယတနံအမျိုးမျိုးသောအနတ်သည်ခန္ဓာဝိညာဏဓာတုယာနံစိတ်တရားအား၎င်းတံတံယုတကနိသဓမ္မနံနံစိတ်နှင့်ရှင်သောစေတသိက်9ပါးတို့အား၎င်းအာရမဏပစ္စယေနအာရမဏပစ္စယတတ္တိဖြင့်ပစ္စယောကျေစုပြုတတ်၏အနတ်အမျိုးမျိုးတွေအပုံနတ်နေအမွေဓာတ်နေအမွေနတ်နေအနတ်နေအမျိုးမျိုးပေါ့အဲ့ဒါလို့အမျိုးမျိုးသောအနတ်ကပစ္စည်းနံစိတ်ကပစ္စယုပ္ပံအမျိုးမျိုးသောအနတ်ကြောင့်နံစိတ်ဖြစ်ပေါ်တယ်အမျိုးမျိုးသောအနတ်ဤပစ္စည်းအကြောင်းတရားနံစိတ်ကနံစိတ်စေတသိက်တို့ကအကျိုးတရားအဲ့ဒါလို့အကြောင်းအကျိုးကွဲသွားရင်တတ္တယအစဉ်ခုရူပါယုံတတ္ထာယုံခန္ဓာယုံ3ခုပြီးသွားပါပြီနော်အစဉ်အတန်အနတ်3ခုပြီးပြီအဲ့ဒါလေးကိုဘုံဘုံဖတ်ပြလိုက်ပါမယ်ဒီ3ခုကိုအာရမဏပစ္စယောတိရူပါယတနံသကုဝိညာဏဓာတုယာတံတံယုတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောတတ္ထာယတနံသောတာဝိညာဏဓာတုယာတံတံယုတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောခန္ဓာယတနံခန္ဓာဝိညာဏဓာတုယာပ
Dang Tamyudika Ninsa Dhammanam Aramana Pisina Pisio Asin Atan Anna Tomyu Bida Ke Alu Era Libe Sojiwa Aramana Pisio Di Asin Atan Anna Bido Jama Ayada Habla Ayada Amu Musi Acho Achin Apang Asa Angang Aka Ayada Chauba Eri Ayada Di Sewa Winyana Daduya so that yes Shabo me yes say Ayada who did say yes say look Eri yes say net Sienne say that they Konabaru Aramana Bessia Daddy Pian Jesu Beauty Aramana Bessia Daddy Pian Jesu Beauty We don't start Lena Ayada Rada Yedana Ayada Chaubuga Bisi Sewa Winyana Daduya Dandamyu de Ganenza Damana Aya Yeti say Sewa Winyan say that they do got Bisio Bang Birama Pudaba Yedana Gaya Winyana Daduya Dandamyu de Ganenza Damana Aramana Bisina Bisio Pudaba Sura do it Tibo Umabian a good tiny day so I got Jamina Gozoru near Luna Tinira Daria Putaba Yung Lu Diane Dia Boy like Paradise so in a Dajan Tito Ever Putaba Yung PC Tizek Liga Bisiuban Tizane said that they Konabaga Bisiuban Era Putaba Yung do it Aduiti Ayoni Bisi a John de Gaya Winyan say Tidi Zane say that they do a Bisiuba a Judia Yada ne Yeti say T Duiti the Pudabane Gaya Winyan say Naku Birama Ruba Yedanang, Dadaya Danang, Ganaya Danang, Radaya Danang, Budaba Yedanang, Dagang Naguba, Asin, Adan, Anna, Ayada, Atui iti, Eri Nagudo Ayuni, Yesidia, Manoda Duya Damamil de Ganinza Damanang, Manoda Lucore, Pinsodora was ansay, Tambade sign say Naku, Eri say go. The Manoda look core. Deep inside the Rawazanga, Ayu the Ku, Tena, like Dua, Hawali Mehe, Diluli to a singing that. Singing the Lomo do, Binsa Dwara, Nadwarama, singing look, Binsaga, Na, Binsa Dwaraga, Takabo, Yesi Daga, Nadaga, Nakong Daga, Shia Daga, Ku Daga, Lutagaba, Nabu. Ayu wena like Lucian, do a singing look, Binsadora, with say, Biro Tambade Sana, Lekana, Lekana Sega leve, the Ayu Nava would Lekan like Umabian who Bawa ni Bio di Cane wena Lucian, the Ayoga ni Bio Lekana bo singing a bo. Evlu Binsadora with Zane, Tambade sign. Lekana say Nakugo, Manoda look Ruba, Asin Atan Anna Ayada, do it is Ayung Havaga, Bisi,
ခုနကပင်သောရဝိဇာနဲ့တမ္ပတိဆိုင်ဆိုတဲ့ဒီစိတ်သုံးခုကပစ္စယုပ္ပံရူမာယတနံတတ္တယတနံကနာယတနံရတယတနံဖုဒ္ဓဘာယတနံပစ္စည်း၅ခုမနောဓာတုယဓမ္မမြုတကနိသဓမ္မနံပစ္စယုပ္ပံက၃ခုပင်သောရဝိဇာနဲ့တမ္ပတိဆိုင်တွေအာရမဏပစ္စယေနပစ္စယောဒါ၅ဒွါရအတွက်ပြီးရောနောက်မှမနောဒွါရအတွက်သဗ္ဗေဓမ္မာကျန်တဲ့စိတ်စေတသိက်ယုတ်ပညာတရားတွေနိဗ္ဗာန်တရားတွေသဗ္ဗေဓမ္မာလုံးစုံသောယုတ်နံတရားပညာတရားတို့သည်မနောဝိညာဏဓာတုယမနောဝိညာဏဓာတ်86ခုသောမနောဝိညာဏဓာတ်အား၎င်းတံတမယုတ်တကနိသဓမ္မနာထိုနှင့်ရှင်တဲ့စေတသိက်52ပါးတို့အား၎င်းအာရမဏပစ္စယေနအာရမဏပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေသူပြုရ၏ရတာယုံဖုဒ္ဓဘာယုံပြီးတော့မှအာယုံ5ပါးဓမ္မယုံလို့ဒါအဲ့တော့အာယုံ6ပါးစီသွားအဲ့ဒါလေးကိုပါဠိကဖတ်လိုက်ကြရမှာအောင်ရတာယတနံဇိဝဝိညာဏဓာတုယတံတံယုတ်တကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောဖုဒ္ဓဘာယတနံတံတံယုတ်တကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောရူမာယတနံတတ္တယတနံခန္ဓာယတနံရတယတနံဖုဒ္ဓဘာယတနံမနောဓာတုယဓမ္မံယုတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောသဗ္ဗေဓမ္မာမနောဝိညာဏဓာတုယဓမ္မံယုတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောဒွါရ6ပါးအာယုံ6ပါးပြီးပြီပြီးတော့မှမြတ်စွာဘုရားကအာရမဏပစ္စည်းရဲ့သဘောတတ္တိလေးအကျဉ်းချုပ်ပြီးတော့ပြလို့ယံယံဓမ္မံအာရဘယေဓမ္မဥပ္ပေဇန္တိစိတ်တာစေတတိကာဓမ္မာအာယုံတစ်ခုခုအာယုံပြုပြီးတော့စိတ်စေတသိက်ဖြစ်အဲ့ဒီအာယုံဒီအာယုံအပြုခံရတဲ့အာယုံဒီအာယုံပြုတတ်တဲ့စိတ်စေတသိက်အားကျေစုပြုတယ်တဲ့အာရမဏတတ္တိဖြင့်ကျေစုပြုတာအဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်အာယုံပြုလိုက်ရင်ရအာယုံပြုလို့ရရင်အဲ့ဒီအာယုံဒီအာရမဏပစ္စည်းအာယုံပြုတဲ့စိတ်စေတသိက်ကအာရမဏပစ္စယုပ္ပံအကျဉ်းချုပ်ကအဲ့လိုမှတ်ပါတဲ့ယံယံဓမ္မံအာရဘယေယေဓမ္မဥပ္ပေဇံဒီစိတ်တာစေတသိကာဓမ္မာဒေဒေဓမ္မာဒေတံဒေတံဓမ္မာနံအာရမဏပစ္စယေနပစ္စယောကဲအဲ့ဒါလေးဖတ်လိုက်စမ်းပါဦးယေယေဓမ္မာဥပ္ပေဇံတိစိတ်တာစေတသိကာဓမ္မာဒေဒေဓမ္မာဒေတံဒေတံဓမ္မာနံအာရမဏပစ္စယေနပစ္စယောဒါတတ္တိယအဆင့်ပြီးပါတယ်စတုဒ္ဓအဆင့်ကြတော့အဖြစ်အပျက်ရှိရမှာနော်စတုဒ္ဓအဆင့်လွယ်လေဆိုရင်တော့အခုဖုံဖုံပြောနေတဲ့အတန်ဒီတလုံးပြီးတလုံးစကလုံးလေးတွေအတန်ဒီထွက်လာတယ်မဟုတ်လားအဲ့ဒီထွက်လာတဲ့အတန်ဒီဟာအကြာကြီးတည်ရလားခဏလေးပျောက်ွယ်ပျက်စီးသွားတာပဲနော်ခု TV တွေရုပ်မြင်သံကြားစက်တွေမဲ့ကြည့်လိုက်ရင်လည်းပဲရုပ်ပုံလေးတွေပေါ်လာလိုက်ပျောက်သွားလိုက်အတန်လေးတွေပေါ်လာလိုက်ပျောက်သွားလိုက်ဒီလိုမဟုတ်လားအဲ့ဒါလိုဖြစ်ပြီးတော့ပြက်သွားတာပေါ်ပြီးတော့ပျောက်ကွယ်သွားတာဒီအနိစ္စဟုတ်ကလား
သူ့ကိုဘယ်လိုခေါ်တော့အနိစ္စလို့ခေါ်တယ်အဲ့ဒါလိုမမြဲတဲ့သဘောတရားတွေကိုပတ်ဝန်းကျင်ဒီမဲ့မမြဲတယ်လို့ကိုယ်ခန္ဓာကိုယ်ရဲ့ရှိတဲ့ယုတ်ဒီနာနေလည်းမမြဲဘူးအနိစ္စဘောပေါက်လားအဲ့ဒါလိုလေကိုယ်ခန္ဓာကိုယ်ရဲ့တင်းပြီးတော့ရှုလိုက်ရင်ဒါဝိပဿနာဉာဏ်ဖြစ်တယ်တဲ့ဝိပဿနာဉာဏ်ဖြစ်ရင်ဒီဘက်ကဘယ်ဘက်ရွေ့ဆိုနိဗ္ဗာန်ပဲရွေ့သွားတာဘယ်ရောက်တော့နိဗ္ဗာန်ပဲရွေ့သွားတာနိဗ္ဗာန်ပဲနီးသွားတာပေါ့ဥမာဖြင့်ဒါကနိဗ္ဗာန်ကြီးထားပါတော့ဘုံဘဝဒီနာလေးနေတယ်အဲ့လိုအနိစ္စဒုက္ခအနတ္တလို့ရှုလိုက်ရင်ဒီဘက်ဒီလိုရွေ့သွားတာသူကနော်ရွေ့ပါများတော့ဒီနိဗ္ဗာန်ရတာပေါ့ရောက်ပြီဘူးလားဒီလိုရွေ့တာနေအနည်းနဲ့အများသူရောက်တော့မှာသူကဟုတ်ကဲ့မို့လားအေးအနည်းနဲ့အများမရွေ့ဘူးအနိစ္စဒုက္ခအနတ္တလို့မရှိဘူးဆိုရင်တော့ तू ကလည်းမရောက်ဒီဘက်မရွေ့ဘူးဟုတ်ကလားအေးအဲ့ဒါကြောင့်နိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ဒီအနိစ္စဒုက္ခအနတ္တဝိပဿနာဉာဏ်ဖြစ်အောင်ရှုမှတ်ရပါတယ်ဘုံဘုံသူဟောတာတဏှာကြီးနဲ့3မိနစ်ရှိပါတယ်နောက်ထပ်10မိနစ်လောက်နည်းနည်းဟောပါဦးမယ်နော်အဲ့ဒါနောက်ထပ်အဓိပတိပစ္စယတွေ့လားဟဲ့ဟိုဘက်စာမျက်နှာရောက်သွားပြီနော်အဓိပတိပစ္စယောတိသန္တာဓိပတိသန္တာတံယုတ်တကနံအဲ့ဒီမဲ့တော့ရေးချလေးပိုးနေတယ်သန္တာတံယုတ်တကနံသန္တာလို့အဲ့ဒီသန္တာကအာလေးကိုဖြတ်ထားပါနော်သန္တာတံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပါနံအဓိပတိပစ္စယေနာပစ္စယောဒါကတဝကြသန္တာဝိရိယာဓိပတိဝိရိယတံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပါနံအဓိပတိပစ္စယေနာပစ္စယောဒါဝိရိယစိတ်ဓာဓိပတိစိတ်ဓာတံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပါနံအဓိပတိပစ္စယေနာပစ္စယောစိတ်ဓာဒါတဝက်ကြဝိမန္တာဓိပတိဝိမန္တာတံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပါနံအဓိပတိပစ္စယေနာပစ္စယောကဲအဲ့ဒါလေးတွေဖတ်လိုက်စမ်းပါဦးအဓိပတိပစ္စယောတိသန္တာဓိပတိသန္တာတံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပါနံအဓိပတိပစ္စယေနာပစ္စယောဝိရိယာဓိပတိဝိရိယတံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပါနံအဓိပတိပစ္စယေနာပစ္စယောစိတ်ဓာဓိပတိစိတ်ဓာတံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပါနံအဓိပတိပစ္စယေနာပစ္စယောဝိမန္တာဓိပတိဝိမန္တာသံယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိစ္စရူပါနံအဓိပတိပစ္စယေနာပစ္စယောဒီလေးဝက်ကြကသန္တာဝိရိယစိတ်ဓာဝိမန္တာတရား၄ခုလေးဝက်ကြဖရာဟောပါတယ်ဆိုကြည့်တတ်မအောင်သန္တာဝိရိယစိတ်ဓာဝိမန္တာသန္တာဆိုတာအလိုရှိတဲ့သဘောတရားပေါ့ဝိရိယဆိုတာအာထုတ်တဲ့သဘောတရားစိတ်ဓာဆိုတာအာယုံကိုသိတဲ့သဘောတရားဝိမန္တာဆိုတာစူးစမ်းဆင်ခြင်တဲ့ပညာဉာဏ်သဘောတရားသန္တာဝိရိယစိတ်ဓာဝိမန္တာလို့အဓိပတိတတ်တဲ့တရား၄ခုရှိတယ်ဘယ်နှခုရှိတော့သန္တာကပြင်းပြလို့ရှိရင်လည်းပဲတရားသဘောတည်းတည်းမဲ့ तू ကဘူဖြစ်တယ် तू ကသန္တာပြင်းပြတယ်ဥပမာအပြင်လူ၄ယောက်သွားမယ်ခရီးသွားတိုင်မင်းသွားမယ်ဆိုရင်တခါတလေကြတော့
၄ယောက်မဲ့တယောက်နဲ့တယောက်မတူဘူးပေါ့မတူတော့တယောက်ကခေါင်းဆောင်ဖြစ်လိုက်လို့ရှိရင်ကြံတဲ့၃ယောက်ကနောက်လိုက်ပေါ့နောက်လိုက်တယောက်ယောက်ပဲ2ယောက်3ယောက်4ယောက်2ယောက်3ယောက်ဒီလိုခေါင်းဆောင်လို့မရှိရဘူးတရားသဘောတွေဒီလည်းပဲတိုင်းပြည်အုပ်ချုပ်မင်းလို့တယောက်ကဘူလို့ရတာအကုန်လုံးဘိုးကြီးဆိုရင်ပြက်ကြောနော်အကုန်လုံးဘိုးကြီးမလို့ရဘူးဒီမဲ့တရားသဘောတွေကလည်းပဲသန္တာဝိရိယစိတ်ဓာဝိမာန်တဘိုးပဲ2ယောက်ရှိတော့တယောက်ယောက်ကောက်ပဲဘိုးလို့ရမှာသူကနော်သန္တာကခေါင်းဆောင်တဲ့အခါဆိုရင်ကြံတဲ့ဝိရိယစိတ်ဓာဝိမာန်တတို့ကနောက်လိုက်လို့ရဝိရိယကခေါင်းဆောင်လုပ်တဲ့အခါဆိုရင်ကျန်တဲ့သန္တာစိတ်ဓာဝိမာန်တတို့ကနောက်လိုက်စိတ်ဓာကခေါင်းဆောင်ဖြစ်လို့ရှိရင်ဘယ်သူတွေကနောက်လိုက်လို့အောင်လို့သန္တာဝိရိယဝိမာန်တတို့ကနောက်လိုက်လို့ဝိမာန်တကခေါင်းဆောင်လုပ်မယ်ဆိုရင်အဲ့ဒီ၃ခုကနောက်လိုက်လို့ရတယ်တဲ့ဥပမာအားဖြင့်ဘုံဘုံတို့သူမိရာယတိလေးသူမိရာယတိလေးကိုကမြတ်စွာဘုရားအမှုထားတဲ့ဒီပင်ကရာမြတ်စွာဘုရားအမှုထားတဲ့တန်ဃာတော်ယဟန္တာ၄သိန်းကြွလာတယ်ဆိုတော့ तू ကလည်းပဲဖះဖူးရမှာဟေးတက်တော်ထင်ရှားဖះဖူးရတာကွာဆိုပြီးတော့ဝင်းတာလမ်းလည်းပဲ तू ကပြင်းဒီပြင်လူတွေကလမ်းပြင်လို့ပြီးသွားပြီသူ့အတွက်မပြီးဘူးမပြီးတော့ तू ကရွှွန့်ပွက်တည်တဲ့ဖះဆင်းသွားရင်မတော်ဘူးလေဆိုပြီးတော့ဝင်ရမှောက်သင်္ကန်းကြီးဖြန့်ခင်သင်္ကန်းကြီးပေါ်မှာဝင်ရမှောက်မြတ်စွာဘုရားသခင်ရဲ့ခြေတော်ကိုဥခတ်ပြီးတော့မြတ်စွာဘုရားရွှွန့်ပွက်တဲ့မဆင်းမာနဲ့ဖေတပည့်တော်ကြောပေါ်ကိုတရားအမှတ်နဲ့နောက်တော်ဘာတန်ဃာတော်ယဟန္တာ၄သိန်းနဲ့တကွာနင်းပြီးတော့သွားပါဗျာလို့လျှောက်မြတ်စွာဘုရားကအာဃယောက်ျားဟိကြည်သာဒီတန်ဃာတော်၄သိန်းတက်နင်းသွားရင်သူသေးမှာအသေးခံလျှောက်ရဲတယ်ဘယ်လိုပုဂ္ဂိုလ်လဲဟဲ့လို့ဆိုမှဩဘုရားလောက်မှလားဆိုပြီးတော့အဲ့ဒီမဲ့ဗျာဒိတ်ပေးတယ်အတင်ဟာနောက်လေးတင်ချင်တဲ့ကဘာတသိန်းကြတဲ့အခါဂေါရမဘုရားလို့လောကသုံးပါးဘုရားပွင့်လိုက်မယ်တင့်ကြောပေါ်တို့တက်မနှင်းပါဘူးဆိုတကိုးနဲ့ပဲကြွအဲ့ဒီမဲ့သူမိရာရဲ့တေကဆန္ဒပြင်းပြတယ်မဟုတ်လားနော်ဆန္ဒပြင်းပြလို့အသေးခံပြီးတော့သူလျှောက်ရဲတာနော်ဖះဖြစ်လဲလိုချင်တော့အဲ့လိုဆန္ဒကခေါင်းဆောင်ဖြစ်လိုက်တဲ့အခါကြံတဲ့တရားတွေကနောက်လိုက်ဖြစ်တခါရီကြတော့လဲဝိရိယကခေါင်းဆောင်တယ်ဝိရိယကနေပြီးတော့ကြိုးစားပြီးတော့တရားသဘောတွေအာထုတ်ဘုံမင်းတို့ဇနကဖះလောင်းဇနကမင်းသားပင်လေတဲ့သင်္ဘောပြဲတော့ကူးတယ်အဲ့တော့နတ်သမီးကမဏိမေခလာနတ်သမီးကဟဲ့ဒီပုဂ္ဂိုလ်ကမောင်ဇနကမင်းယူသလားဒီတမောကမ်းမမြင်လမ်းမမြင်ပင်လေသမုဒ္ဒရာကြီးတဲ့ကုခန့်နေလို့မင်းဘယ်နဲ့လို့ရောက်မှာတော့ဟိုဘက်ကဘယ်လိုလို့ရောက်သေမှာပေါ့အဲ့လိုပြောတာကိုအဲ့တော့အလောင်းတော်ဇနကကသေတာမသေတာကိုတာဝန်မဟုတ်ဘူးကူးရမှာကကိုတာဝန်ကိုအားထုတ်ရမှာဝိရိယလျှော့လို့ဘယ်ဖြစ်မလဲယောက်ျားဆိုတာဝိရိယရှိရမယ်ဆိုပြီးတော့ तू ကကူးတယ်နော်အဲ့ဒါကြတော့ဝိရိယကအဓိပတိတတ်သွားတာဟုတ်ကဲ့မဟုတ်လားဝိရိယကအဓိပတိတတ်တော့ကျန်တဲ့သန္တာတို့စိတ်ဓာတ်တို့ဝိမာန်တို့ကနောက်လိုက်ဖြစ်အဲ့ဒါလို့သူနဲ့အတူဖြစ်ပေါ်ဖြစ်ဖက်တရားတွေရဲ့အကြီးအကယ်ဖြစ်သွားတဲ့တရားကိုအဓိပတိပစ္စယောလို့ခေါ်တယ်အဓိပတိတတ်တဲ့တရားဘယ်နှပါတော့ပါရတော့သန္တာဝိရိယစိတ်ဓာဝိမာန်တာ သန္တာစိတ်ဓာဝိရိယဝိမာန်တာသန္တာဝိရိယစိတ်ဓာဝိမာန်တာအဲ့ဒါသဟဇာတာအဓိပတိလို့အတူတကွဖြစ်တဲ့တရားတွေတည်းမဲ့ခေါင်းဆောင်သွားလို့နောက်အာရမဏအဓိပတိဆိုတာကအာယုန်တစ်ခုခုကိုအဓိပတိတတ်ယံယံဓမ္မံကရုံကတ္တဝါယေဓမ္မာဥပ္ပေဇန္တိစိတ်ဓာစေတသိကာဓမ္မာဒေဓမ္မာဒေတံဓမ္မာနံအဓိပတိပင်စေနာပစ္စယောကဲဖတ်လိုက်ပါဦး
ယံယံဓမ္မံကရုံကတဝါယေယေဓမ္မာဥပ္ပေသန္တိစိတ်တာစေတသိကာဓမ္မာဒေဒေဓမ္မာဒေတံဒေတံဓမ္မာနံအဓိပတိပစ္စေနာပစ္စယောဒီကောင်းတာလည်းပဲတချို့ကဂရုံကတ္တဝါအလေးပြုပေါ့ပေါ့ခြားတာမလုပ်ဘူးပေါ့မကောင်းတာလည်းပဲတချို့ကအလေးပြုမကောင်းတာအလေးပြုတော့လည်းပဲမကောင်းတဲ့ဥစ္စာဒုက္ခရောက်တတ်တယ်တဲ့ဒုက္ခရောက်တတ်ဘုံဘုံတို့မန္တလေးရောက်ခါသားဗျာကိုရင်ကြီးတော်ပါသူကကျောင်းသားလေးဖြတ်သွားတဲ့ကလေးမလေးတယောက်သူကချစ်တယ်သူကချစ်တော့လိုက်စာပေးတယ်စာပေးလို့ရှိရင်ဟိုကမယူကိုရင်မချစ်ဘူးကိုရင်စာလည်းမယူကြည်ထားဆိုပြီးတော့ရှေ့တယ်စာရွက်ဖြက်ဆုပ်လိုက်တာအဲ့တော့သူကနေပြီးတော့ဘုံဘုံတို့လာပြီးတော့သူချစ်တဲ့ကောင်မလေးကသူပြန်မချစ်ဘူးတဲ့မချစ်လည်းနေပေါ့ကွာမရဘူးတပီတော့လူပြီးမနေတော့သေမယ်ဖျားအမိသားကြီးလာတော့ရှေ့ကနေပြီးတော့ဝင်းအားကြီးမှောက်လှဲ့ပြလိုက်တာအကုန်လုံးပိုင်ပြသေရောဟုတ်လားအဲ့ဒါမကောင်းတာကိုအဓိပတိတက်လိုက်တာနော်မကောင်းတာတွေအဓိပတိမတက်ရဘူးကောင်းတာတွေအဓိပတိတက်ရတာဟုတ်ကလားကောင်းတဲ့ကုသိုလ်တရားတွေပွားများမဲ့နေရာမှာဖြစ်အောင်ကြိုးစားအဲ့ဒါလိုလုံးမှကောင်းတဲ့တရားတွေရဲ့အထွတ်ထေမဲ့ဖို့နိဗ္ဗာန်ရမှာနော်ယံယံဓမ္မံကရုံကတ္တဝါယေဓမ္မာဥပ္ပေသန္တိစိတ်တစေတသိကာဓမ္မာဆိုတာဒါအာရမဏဓိပတိပြောတယ်တဲ့အာယုံကိုအလေးပြုပြီးတော့ကုသိုလ်တွေအကုသိုလ်တွေဖြစ်တယ်ဂုဏဟာတော့သဟဇာတာအဓိပတိလို့ခေါ်တယ်အတူတကွဖြစ်ဖို့ဖြစ်ပဲတရားတွေရဲ့ခေါင်းဆောင်ဖြစ်တာအဲ့ဒါလေးတစ်ခေါက်လောက်ဖတ်လိုက်စမ်းပါအောင်ကဲအဓိပတိပစ္စယောတိသန္တာဓိပတိသန္တာသံယုတ်တကာနံဓမ္မာနံဓမ္မမုဋ္ဌာနာနိသရူပါနံအဓိပတိပစ္စေနာပစ္စယောဝိရိယာဓိပတိဝိရိယသံယုတ်တကာနံဓမ္မာနံဓမ္မမုဋ္ဌာနာနိသရူပါနံအဓိပတိပစ္စေနာပစ္စယောစိတ်တာဓိပတိစိတ်တာသံယုတ်တကာနံဓမ္မာနံဓမ္မမုဋ္ဌာနာနိသရူပါနံအဓိပတိပစ္စေနာပစ္စယောဝိမန္တာဓိပတိဝိမန္တာသံယုတ်တကာနံဓမ္မာနံဓမ္မမုဋ္ဌာနာနိသရူပါနံအဓိပတိပစ္စေနာပစ္စယောယံယံဓမ္မံကရုံကတ္တဝါယေယေဓမ္မာဥပ္ပေသန္တိစိတ်တာစေတသိကာဓမ္မာဒေဒေဓမ္မာအဓိပတိပစ္စေနာပစ္စယောအချိန်စီးသွားပါပြီနားလိုက်ကြအောင်သူနောက်တစ်ချိန်ဘယ်ချိန်မှလဲဟုတ်တယ်6နာရီက9နာရီပြီပါနောက်တစ်ချိန်က6နာရီက9နာရီစပါမယ်45မိနစ်လောက်ခဏနာကျမ်းမာရေးလေးပါလေးပြင်မဲ့ပေါ်ပါလေးသွားလိုက်ကြပါနော်ပြန်မသွားကြနဲ့ဦးညလားပြန်မသွားကြနဲ့ဦးဟေး